follower ရောဘာ comment မဲ့မယ်တော့မသိဘူးဒီဗီဒီယိုမကြားရဘူးလို့နောက်တစ်ခေါက်ပို့ရောကြားရအောင်လုပ်ပေးပါလို့အရင်ဆုံးလိုက်ဖွင့်မှာသွားတာတချင်းကျဲပြီးတော့ပို့တော့တာခုနောက်ပိုင်း AI ကြောင့်လည်းပါပါနော်ဟိုက community မရှိတော့ကတူသွားရောခွင့်ကြီးတော့မှမသိပြောခံတော့ပဲစားပဲစားနေတာမပြောဘူးပြောချင်ပါကျွန်တော်က post ဆိုတော့ကျွန်တော်ပို့ပြောရအောင်ဒါပေမဲ့နောက်ပိုင်း guest တွေကြရင်ကျွန်တော်နည်းနည်း short ပြောတော့ရှေ့ကနေနည်းနည်းတည်ပေးပြီးတော့ guest တွေများပြောခိုင်းတော့မွေးနေ့ဆိုတော့follower တွေကပိုရော့ကိုယ်ဆိုင်မှာအတက်ဘလောက်ရှိလဲဆိုကိုကြီးသိချင်နော်ပြောဦးလို့တို့ဒါလေးတို့ဒါလေးပြောဦးလို့ကျွန်တော် comment လာပြောရမယ်အခုမှ26ဒီပဲရှိပါသေးတယ်ဟာ26ပဲရှိပါတယ်โอเคကျွန်တော်နဲ့ဒီလိုမျိုးဟိုဟာလေဖန်ညံ့မယ်လို့များစားနိုင်မှာပြန်မလို့နောက်ပိုင်း guest တွေဆိုတော့များစားနိုင်မှာများစားမှာwhat ညာတော့ဟုတ်လားညစေပွဲပြတာလားမဟုတ်ပါဘူးစံစိတ်လည်းမလုံးမိအဲ့ဘီစေပွဲစတဲ့တော့ခါထိုင်သားအဲ့ဒါပြန်လို့ကြည့်ရအောင်မားတိုင်းဟောလောက်လားစင်တာလောက်ကန်လားကာလမတဲ့အောင်ပဲမင်းနဲ့ရှိုးပွဲတိုင်းဒီမှာဟိုကာလမတဲ့အဲ့ဒါပထမဆုံးတော့ international show အကြည့်ဘူးရောပထမဆုံးနေများနေနိုင်ငံအပြင်တော့မှဒီနော်ဒီနဲ့ခုကဘယ်လောက်လွယ်လာလဲဒီဇိုင်းမဲ့တော်ပုံမဲ့ဆက်ဆက်ผมဒီအရှင်လည်း YouTube လွယ်ဟိုကြည့်လို့ရတယ်ဒါပါ internet ဟိုမြည်တက်တာနဲ့ internet line မကောင်းတာတခုကတော့ခါပါ program ကပြီးသွင်းမှာဆိုရင်ဒီဘက်ရောက်နေသူနေလည်းအများကြီးဆိုတော့တေယူစရာလေးလာပြန်နေရအများကြီးဖြစ်နေတယ်ပါဒါလည်းများ absorb လို့မားနေလားမန်နေလားဆိုတော့လေစီနီယာတွေအများကြီးပဲမေးလို့ရပါတော့တို့ဆိုမမေးဘူးဟုတ်ချင်အောင်လုပ်တယ်မားနေမှတိနဲ့ဆက်မားနေကြတယ်အဲ့ဟိုနောက်ပိုင်းကိုရေးဆက်မပြေဘူးမားနေကြရဆိုလို့ဟို theory ဆိုရတဲ့အကြောင်းပြောလိုက်ရဟုတ်ပါအဲ့ဒါဒီတိုင်းဟိုပါပေါ့နော်အတိတ်ပဲပါမားတာလေဟိုနောက်ဆုံးတိုက်တယ်ပါဆိုငါလို့ချင်းမဲ့လို့ရပ်ပလက်တဲ့အောက်ကမြင်နေမဲ့ရမှာမနောက်ပြအောက်ကမြင်နေမဲ့လားတိုက်တဲ့ဒီဇိုင်းမှလို့ကျင်တယ်မို့တချင်းကောင်းနေမှာတချင်းကောင်းနေ original ကရပ်ပလက်တဲ့မဲ့တာလေအဲ့ဟိုတိုက်တဲ့ဒီဇိုင်းဆွဲဟိုကပဲပြင်မกินပေးတော့လားအာမောဟိုဘက်ကပဲ reverse ပြန်မလုပ်တာလားဆိုတော့ငါတို့ရှင်းအောင်ဘာဖြစ်ဖြစ်ဟောမားသားရဆိုတာတီးလိုက်တာပြင်
မ်းပြီးတော့ကိုယ့်ဘက်ကဒီဇိုင်နာတယောက်အနေနဲ့ကိုယ့်ဘက်ကလည်းပြန်ပြင်ပေးလို့ရပါတော့တမန်ဒီဟာလေးပြောင်းတောင်းသေးပါဆိုရင်ပြောလို့ရတယ်တဲ့လို့မားသွားတာမသိလိုက်သေးအခုကျတော့အဲ့တိုင်းကြီးပဲကြည်နေရပြီးတော့ဟိုပြောမလဲနည်းနည်းအစင်မပြေဘူးပေါ့နော်စိတ်အစင်မပြေဘူးအဲ့လိုကြီးမားနေတော့လေ ချိန်မရတာလည်းမဟုတ်တော့ပါ အချိန်ကြီးရမဟုတ်လေဘာလို့ဆိုတော့ကြီးညာတာရဲ့ဗီဒီယိုတင်နိုင်ရဲ့ဆိုင်မှာရက်တွေအများကြီးချလာပဲသူကြီးညာတယ်ပြီးတော့မှဟိုအနည်းဆုံး3ရက်လောက်နေမှသူကဗီဒီယိုတင်တာခွာလာလိုက်ဟုတ်ပါအဲ့ဘာလို့ ရှယ်ပူရတော့မှအများကြီးလည်းပြသွားပြီပေါ်မောဆော့တယ်လို့ပါအဲ့ဒီတိုက်တဲ့ခုမှ ဗီဒီယိုအဖွင့်ကြီးမှတိုင်လိုက်မှန်းနေအဲ့ရောတော်သားသွားတယ်မှာအဲ့တော့အရင်ကတကျန်တော့တိုင်တဲ့စလုံးမလာတာတော့ထားလိုက်တော့အခုဆိုရင်ဒီဇိုင်နာနဲ့ဟိုဒီဇိုင်နာနဲ့ဟိုဆွဲနေတော့လေဒီဇိုင်နာနဲ့ဟိုတင်နေအဲ့တော့ဟိုမဖြစ်တဲ့နှုတ်လို့ထင်တာပေါ့နော်အရင်နေနဲ့ငါဦးလို့ဖက်ခံရတော့အဲ့ဒါထားလိုက်အောင်တယ်အခုကကျတော့ဟိုစလုံးဒီဇိုင်းကလာနေပါရဲ့နဲ့စလုံးဟိုတုံးထားတဲ့စကလုံးမားနေတာအရာဟုတ်အဲ့တော့ impression ကြောက်နှမျောလို့ဟိုလိုပြစ်လို့ပြောတာမဟုတ်ပလင်းနာမဟုတ်ဟိုတော်များပလင်းနေလို့ထင်နေမှာဆိုလင်းနာမဟုတ်ဘောဒါမျိုးတွေကအသေးစိတ်ကအစကရိုးစိုက်တော့မှတာအဲ့လိုဟိုရေရှည်တိုင်းတယောက်အနေနဲ့ရက်တည်မယ်လို့စိတ်ပူပြီးကြတဲ့ဟိုပုံလုံးသေးစိတ်ကစလိုက်ပြီးတော့လှုပ်ပေးနိုင်မှာလားဒါတော့ဟိုတကယ်တော့ client ကလည်းသူစိတ်ဆက်လှုပ်ပေးတာပါလားဆိုတာမျိုးမြင်လာအောင်နော်ကိုကဘလောက်ပဲမြန်ဆွဲနိုင်နေပဲဖြစ်ကိုကဘလောက်ပဲတရက်ကို10ပုံလောက်ဆုံးနိုင်တယ်ပဲဖြစ်ဒီကဟိုအသေးစိတ်တချို့ຢာလေးတွေမှာကိုကဒီမဆိုင်ပေးနေဒါ client ဘက်ကနေလေဒါ impression ကြရတယ်ပေါ့နော်အဲ့လိုအမားတေးသေးလေးတွေကိုဗီဒီယိုတစ်ဆိုင်ချိပေးခြင်းရပဲဟိုပို့ပြီးတော့ဒီကပို့ကောင်းတဲ့ဒီဇိုင်နာဖြစ်လာစေရမယ်မှန်လို့ကိုဆွဲလိုက်တယ်ဗျာအောက်က business မှာဥမာဟိုလိုပဲထားလိုက်ပါ clothing ဟိုCOTHING မှာ COTHNIG လို့ရောမားဖောင်းမိတယ်လို့မျိုးတေးလေးဖြစ်နေလို့ရုပ်ပြတတိမထားမိလိုက်တဲ့ဟာမျိုးဆိုရင်ဒါလည်းဟို client ကဒါစတုံးနေဆိုရင်ပြန်လာဖြစ်လာပေါ့နော်ကဲလို့အိတ်တွေပါ print ထုတ်ပြီးတော့ဆိုရင်ဒါလည်းပြဿနာဖြစ်လဲတော့အဲ့ဒါတွေကစကိုကလိုက်ကြည့်ပေးနိုင်မှာပါလိုက်ပြီး video site ပေးမှာclient ကလည်းသူအရင် video site ပေးတယ်သူတရုတ်တစ် site လုပ်ပေးတယ်စနစ်တကျလုပ်ပေးတယ်ဟိုမျိုးမြင်ပြီးတော့နောက်တစ်ခါကိုစီလာအမှအလုပ်အဖို့ဒါနောက်တစ်ခါကိုစီအလုပ်အဖို့ဟိုကိုစီချမှာပေါ့နော်တော့ဆိုပြန်ကြည့်ပြီးအဲ့လိုငဲတဲ့ဝင်ကြည့်တယ်ကိုယ်ကလည်းဒီဘာလုပ်နေလဲကြည့်တယ် ပြီးတော့ ဥမာကိုပဲ error တစ်ခုမှာပါလားစစ်တယ်လေ လုပ်ပေးရ ဒါပဲချက်ကဟိုကိုးစရာမထွက်ခင်လဲချက်တယ် အဲ့ပြီးတော့လည်းက client တုံးနေတော့ကိုကတခါအနည်းဆုံးတော့ client ဆက်တုံးခြင်းအချိန်နေမှာကိုကအဲ့ brand ကို like ကြည့်ပေးရဟုတ်မှာဟိုကိုထုတ်လိုက်တဲ့ brand identity ကို client ဘက်ကတုံးနေတဲ့တကဒီဇိုင်နာနည်းနည်းမားရင်းတုံးထားမိရဆိုရင်ဟို guideline တိုင်းမဖြစ်ဘူးဆိုရင်ငါကိုယ့်ဘက်ကနေ mention လုပ်လို့ရပါတော့ client အမှဒါလေးကတော့ကျွန်တော်ဒီလိုမျိုးသွားမှပို့ပြီးတော့စင်ပြေတာမျိုးတော့ပါအဲ့လိုမျိုးပြောလို့ရဟုတ်ရပါဟိုဆိုကိုကတာဝန်ခံထားတာပထမဆုံးအနေနဲ့ကိုတည်းကနေကိုကတာဝန်ခံနိုင်မှကိုတည်းကနေပတ်သွားတဲ့ဟာဆိုတော့ဒါမျိုးကိုကျွန်တော်တို့စီမှာတော်တော်များများမလုပ်ကြမလုပ်ဘူးမလုပ်တော့ဘယ်တော့တောင်မလုပ်တယ်သိမလားမြင်ရပါတော့နော်ပြင်တချို့ကသူ client အားချက်ညီမလို့ကျွန်တော်မစစ်လိုက်အောင်မဟုတ်ဘူး client စီကို fine ပေးပြီးသွားရင်ကျွန်တော် like စစ်လို့ရပြီအဲ့တော့ client ဆက်ချင်တုံးနေအနည်းဆုံးတော့တညတရက်တော့အချိန်လုံးမှာအဲ့တညတရက်ကလည်းကိုယ်ပုံလောက်တယ်ပေါ့နော် client မှာကိုမားလာလားဟာလားဆိုတာမျိုး like စစ်လို့ရအောင်ဒါဆိုဝင်ကြည့်လုံးလို့ like ဘိုင်း page တော့ခံနေပါဖြစ်တော့ပြင်လာကျွန်တော်ဆိုရင်ဝယ်စားရဗျာဆိုင်ရစားတော့ဆိုင်ပွင့်နေဆိုရင်ကိစ္စဆိုင်ကိုတစ်ခါမဟုတ်တစ်ခါရအောင်သွားတယ်ဟိုမှာရန်ကုန်မှာဆိုရင်ပြီးပြီလား
တဖိတ်ဆိုင်ဖွင့်လာကျွန်တော်ကတကယ်တော့စီးပြီးလာဖွင့်လာတောင်းကပိုးရွယ်ရအောင်တစ်ခေါက်တော့ရအောင်သွားတယ်နော်အဲပြီးတော့မနေ့စနေတဲ့နေ့နဲ့တိုင်နေတဲ့တစ်ခေါက်တော့သွားဆိုင်ထားပြီးတော့သူတို့ဘယ်လိုတုံးနိုင်မားလိုက်ရှိကမနိုင်ရှိအဲ့တော့ client ကိုပြောလို့ရအောင်ဟိုရင်ကလည်းအလို့လောက်ခဲ့ရအဲ့တော့ client ရတယ်ကိုမှတ်မိတော့ long term client ရှိရဆိုတာကဟိုရီးစားထားတယ်လို့ပဲဟုတ်လားသူ့ view site ပေးနေမှာသူကလည်းကိုဝင်းညင်လားရေးသားတော့တမီးရေးစားတယောက် like နေတယ်တော့နော်တဲ့ပြီးတော့ဘယ်လို like กันလဲတော့မသိဘူးစကားမပြောနဲ့အဲ့တော့သူမြင်နေအောင်ကိုကနေပေးမှာအဲ့လိုမျိုးအော်သူပြောတော့တိုက်ကြည့်လာပါလားဆိုတာမျိုးဖြစ်လာကြောင့်တော့ခုနောက်ပိုင်းပြန်ပြီးတော့မြင်လာတာဗာလဲဆိုတော့ Facebook မှာကြော်ညာကြလေဟိုကွာရေးကြည့်ရလို့ကွာရေးကြည့်ဟုတ်ဘူးလို့ကွာပဲရေးကြည့်ရလို့ကွာဟုတ်တယ်ရေးကြည့်ရမှန်တယ်ဒါပေမဲ့ဟိတ်လို့ဆက်ပြီးတော့ဘယ်လိုသုံးလဲဆိုတာပိုပြီးရေးကြည့်အောင်အဲ့လိုကိုဆက်ပြီးတော့ဘယ်လိုလုပ်ပြီးဘယ်လိုသုံးစေချင်တာလဲအဲ့ဒါတွေကအရေးကြီးတယ်ဒီက GoPro တစ်ခုလည်းအရေးကြီးအောင်ပြီးတော့ client နေဖို့ကိုလာအဲ့ဒါ outdoor ဒါပေမဲ့အဲ့လိုချိန်ကြတော့အဲ့လိုကိုရေးစီတက်ဘယ်လိုသုံးလို့ရအောင်ဘယ်မှမလုပ်哇哩，再越来越难，他多是错了一个人了没？也蛮还是来也是他的，不太是一张牌，你懂吗？他的đánh啥抽烟？ให้เขากะเอาผิวไปแท้ใจพูดได้เลยเปล่าไปช่วยตาเลยจ้องงงน้ำตาเลยด้วยไปหาเลยจ้องเลยปีปาตาสมองน้ำหมาเนี่ยเราไม่โกงไม่ใช่ชื่อแต่หมาใช่ไหมหมาด้วยอ่ะเดี๋ยวปิดตะไนร้อยจริงหรือไม่วิดีโอใหญ่แต่ลองตันนี้ชื่อฟ้าพี่ทานเลยก็nhà rồi thì điều này qua về này qua sao về chuyện rồi em luôn rồi nhập vậy sẹp vô rồi hôm nay thì sẽ sẹp vô tiền điểm mà hôm nay em đi ra mà cho nó vô rồi phải nhiều terms and condition này contract này mà show về này và thì đánh percent này tòa vô tiền những nghiến không này bên nàyถ้าไม่ก่อนที่จะมาว่าลูกกูจะได้เงินเราไปแค่เป็นในใจชีเองแค่ที่เช่นเราเอาแค่เป็นนักกู้เปียไหมเรียนตอนแฟนเพื่อนตัวเองพาดีป่าไหมพาไปในปีไหมแต่เนี้ยจ่ามาไปคงน้องป่ามาเนี่ยแล้วเดี๋ยวตัวแค่น่ะตั้งแต่มาเปียไปไทยเลยตัวเนี้ยมาดิทางไหนกูไปเปียไปไทยชีดองvậy anh biết vì thà là cái em mà phải của suy không mà là để cô biết vì thà thì phải em cả bạn lâu rồi à ở đó cô cái em không mà thì xin là option thay tao này suy cha cha xí rồi làm nhiều bao giờ cô sau khi đi biết là vì ta phải phải cái đoạn lắc thẻ mà vậy bao giờ cô ấy làm nhiều tụi lâu khám rồi rồi thì mà lột tiếng ngon lên Your freelance lâu đầu đuổi kèm đi chạm rồi cái sao freelance lâu đầu
အခုကိစ္စကိုတောင်ဆိုတဲ့ပေါ့ဟုတ်မလားဟို local မှာ freelance platform မရှိရောရင်တော့ကျွန်တော်တို့စလုပ်တော့ဆိုရင် freelance platform မရှိနေရောဘာပဲပြောဖတ်မှတ်ကလည်းဟိုဖြစ်တယ်ပေါ့နော်အခုရှိတယ်ပေါ့ ဟုတ်တိကန်းလုပ်ဖို့ကစပြီးတော့တန်းလုပ်ဖို့ကပိုပြီးတော့ခက်ပါနော် ဟုတ် အဲ့လိုလုပ်ငန်းမှာရဲအတွေ့အကြုံရှိတာပြီးတော့မှဆွေးနွေးတာပြောင်း ဒီကဟာဟဲ့တော့ပါကို time အလုပ်တခုရှိနေရဲနဲ့မှလောက်တာကိုရတယ်ဆိုလိုမျိုးစပြော ဖြည်းဖြည်းချင်းပေါ်လာ ဟိုလောက်တဲ့နန်းစင်းနေအခု freelance လုပ်ရှင်ကိုလွယ်ပြမရောက်ဘာလို့ freelance လုပ်တာဗျာဟိုကျွန်တော်ပြေးခဲ့ဗီဒီယိုမှာလည်းပြောခဲ့ကိုလုပ်ငန်းအသေးတခုစလိုက်ပြီကိုကပဲပေါ့ကိုကပဲဝင်နေကိုကပဲ finance ရော admin ရော marketing ရော sales ရော HR ရောဘာရောဆိုတော့ကိုကလောက်အောင် ဒီတော့ဘယ်လို project director လည်းကိုပဲ project manager လည်းကိုပဲ designer လည်းကိုပဲအဲ့လိုပြောလေတော့ဟဲ့အလုပ် process ကိုနားမလဲ freelance တန်းလောက်กว่าဘယ်လိုမှမဖြစ်နိုင်နောက်တစ်ခုက time management ရုံးအလုပ်လုပ်နေတော့မှလားအချိန်နဲ့အလုပ်လုပ်ရတယ်ဆိုတာသိတာသိရမလား ကိုပူကြ ကိုကတော့ကျွန်တော်လုပ်တယ်ဆက်နေတယ်အတိကတော်တော်များများဗျာဟို freelance လုပ်တယ်ဆိုတာအော်နာလုပ်ချင်တဲ့စင်မှာထပြီးတော့လုပ်ရတယ်ဆိုတာမျိုးပို့ပြီးမြင်ကြတကယ်တမ်းတော့အဲ့လိုအစင်ရောက်ဖို့အတွက်ကိုအနည်းဆုံး9နှစ်လောက်ရုံးကန်ထားမှာတော်များက freelance ရဲ့ဟောstarting point ကိုမမြင်မဲနဲ့ freelance ရဲ့ peak point ကိုမြင်ကြအောင်အဲ့ peak point ကရန်တာရတာဟုတ်တယ်ဒါပေမဲ့အဲ့ peak point မရောက်ခင်သွားရတဲ့လမ်းကြောင်းကြီးကြည့်ရွေးဟွာတပွဲထမှာလည်းကောလဲဖိုက်တာဟိုအဲ့ဟွာ sauce ပါလေဟာဟောတို့ရဟိုဘက်မှာရေခဲမုံနေသေးရေခဲချောင်းနေသေးဒီတော့မှစားပြီးမှပဲအေးစစ်စစ်အချိုပွဲတဲ့ဒီကအသားထဲမှာပါဟွာတိတ်မရှိပါဘူးတနာရွက်ပါညာလဲ စီချာဆောင် ဟမ် တော့ 然后啥情八年ဘာလို့ဆိုတော့ 八年八年咯对啦别啥个就接打来是接打嘛这边 မာလာ嘛啦这边都不会买嘛没有呗没有的呢这都穷烧嘛真的别了穷那比真的ကျင်းကိုချိန်နေဈေးတော့ပါမှာ post တင်ခြင်းရနဲ့မတင်ရတဲ့အကြောင်းအရာကြည့်တယ်ပေါ့နော်။ဟောမြန်မာ creative industry ရဲ့ zone 4ရောက်နေပြီလားဆိုတာမျိုး။ဒီမဲ့နော်။အဲ့လည်းတင်လိုက်တကယ်ပွဲဖြစ်တော့ပါဆိုလို့တင်ရောရ။ဒီညောလည်းဟုတ်တော့ဟုတ်တယ်တဲ့။ဟိုနေ့ဆိုရင်ဟိုနေ့မိတက်မှာဟိုကောင်လေးမေးတယ်မေးဖုန်းပေါ့။Canva မှာလည်းဒီလောက်ဒီဇိုင်းကတော့ဆွဲလို့ရရစေ client ကနေထင်လာတာလေဒါဟုတ်လက်ရှိဒီဇိုင်နာတစ်တွေကရဲ့လက်ရာ Canva ရဲ့ဒီဇိုင်းလောက်ဖြစ်နေတာလားဆိုတာမျိုးရှင်းမလားဟောပြန်ရှင်းတင်အဲ့လိုမျိုးဖြစ်နေတာလားဗောနော်အော်အဲ့ဟာတကယ်လို့ဖြစ်နေရဆိုရင်ဒါသိချာရတာအခု generation အတိတ်ကြီးမှာဒါပြဿနာတက်လာတော့ဟောဆို AI နဲ့လည်းဒီဇိုင်းဟာကိုယ့်ထက်တောင်ဆိုပြီး manipulation တွေကိုယ့်ထက်တောင်လုပ်လို့ရဒီချိန်မှာဟို camera လည်းအခု AI တွေပါလာပြီပြီးတော့ camera မှာပုံနေစီလိုက်စရေးရိုးလိုက်တာနဲ့ဟိုဟာဒီတမန်ဒီဇိုင်နာတမန်အခုမှလောက beginner ကိုကြော်နေတယ်ဆိုရင်ဒါတကယ် industry ရဲ့ပြဿနာဖြစ်လာပြီပေါ့နော်တကယ် down call လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီဟိုအကုန်လုံးပြန်စမ်းစစ်ကြရအောင်ပေါ့နော်ပြတဲ့ဟာအစင်းအများကြီးကန်ရမယ် post မျိုးဆိုတော့လေဟိုဗီဒီယိုမှာပဲဒီလောက်ပဲအရင်ကလောက်ပဲပြောတာပေါ့နော်အရင်ကြီးပြောရကြတော့လေတရားလည်းဟိုစော်တော်များများချက်ချင်းဖြစ်လာမှာဆိုတော့ဘာလို့ဆိုအာတကယ်ပြဿနာဖြစ်နေတဲ့အကြောင်းရနေရက်နဲ့ဘယ်သူမှမပြောဘူးအကြောင်းရအာ creative ဘိုင်းပဲလားဆိုတော့မဟုတ်ဘူး marketing ဘိုင်းမှာလည်းလို့ကျွန်တော်
KFC Pizza Hut ရှိရပါစီတယ်တော့ဘုကမှာ Pizza Company ဒီနောက်ထပ် brand ကြီးတဲ့ဟာရှိတယ်ဆိုတော့ Samsung အောင် brand တွေပဲကြည့် Samsung လို့ပါဆိုတော့သူတို့ရဲ့ marketing တွေမှာသုံးနေတဲ့design တွေပြီးတော့ content style တွေဘယ်လိုဖြစ်လာလဲတော်မြင်ရပါဘောနော်ဒီလိုပဲဟို customer ပေါ် respect မရှိတော့တဲ့စာကားမျိုးတွေသုံးတာမျိုးတွေပြီးရင်ဟို design ကဟိုခုနပြောလို့ပေါ့ canvas design နဲ့ဟိုနင်လားငါလားဆိုပြီးတူလိုမျိုးဖြစ်နေတာမျိုးတွေပြီးရင် content writing ကခုနပြောလို့နည်းနည်းရိုင်းလာတာမျိုးတွေကုန်ပဲမျိုးအဲ့လိုပုံစံမျိုးတွေဖြစ်လာအောင်ဆိုတော့ကျန်တဲ့ပြောရင်ဟို industry တစ်ခုတည်းမဟုတ်ဘူးမြန်မာကျွန်တော် local မှာတန်ခဲ့ industry တိုင်းဟိုအဲ့လိုပုံစံမျိုးဖြစ်လာစလို့မြင်ရပါဘောနော်နောက်ပိုင်းတော့ဘယ်လိုထပ်ဖြစ်လာအောင်မလဲတော့မသိဘူးအခုနေထားဟိုဟင်းကိုတင်နေလာတော့နော်ပြီးရင်နည်းနည်းဟိုဒီပေါ့ခက်လာတဲ့ဒီနေညားလာတာလည်းပါတယ်လို့ resource ဟို local မှာစစ်လေ resource လည်းဟို level လောက်နောက်ကျကျန်နေလို့မျိုးတွေဖြစ်လာလေလည်းပါနေတာပေါ့နော်အရင်ကပြောကြပေါ့အကုန်လုံးရောအကုန်ဟိုနိုင်ငံရေးတွေရောလူမှုရေးတွေရောဒေသရေးတွေရောအကုန်လုံးပါလာတာဆိုတော့လေကျန်လားဟိုငယ်ညောပြဿနာပဲပြဿနာလည်းတက်တာတက်နေရောနော်မြင်နေရတာကိုနိုင်ငံနေထားအဲ့တော့ခုဒီ2024 2025နှစ်ပဲကြည့်လိုက်25ကုန်ခံဒီလာလေ Samsung လို brand ကြီးကတင်နေတဲ့ကြော်ညာOppo လို brand ကြီးကတင်နေတဲ့ကြော်ညာ KFC လိုPizza Hut တို့ Pizza Company တို့လိုတင်နေတဲ့ကြော်ညာတွေကြည့်လိုက်တို့ဒီတော့ဒီဘက်အိုင်ဘက်ကိုရောက်နေမလို့ Thai design နဲ့ပဲအရင်ချိန်ကြည့်လိုက်အောင်နော်ဆိုတော့ဟိုဘယ်လိုပြောအခုတင်တိုက်ခုမပြောနေဘူးနော်တကယ်ကျန်နေကြတယ်လားဟိုမှာစီအောင်လေတော့ Grab ရှိရ Grab လည်းရှိရမြန်မာ Grab နဲ့ Thai Grab လည်းပြန်ရှင်အောင်မလားပေါ့နော်ဟိုမြန်မာလူငယ်တွေကအရေးချင်းမရှိအောင်မဟုတ်ရှိကြရပါတော့အမေအရေးချင်းရှိရလူတွေကဘယ်ရောက်ကုန်နေတာလဲဆိုတာမျိုးကလည်းပြန်ပြီးကြည့်အောင်ဟုတ်တော့ဒီဟို Thai ဘက်ကိုရောက်လာတဲ့တွေကဟိုကျောင်းတက်နေကြအောင်ဆိုတော့မလုပ်ပေးနိုင်ဘူးအဲ့လောက်အများကြီးဟို creative design တွေဆိုရင်အများကြီးမလုပ်ပေးနိုင်ဘူးဟိုဘက်ကနေဒီဘက်အရင်အတူတူလုပ်ပေးနေကြ designer တချို့ဆိုရင်ပဲဒီဘက်မှာကျောင်းလာတက်နေရမျိုးဖြစ်နေပါတော့ဆိုတော့ကျောင်းတစ်ဖက်နဲ့design ကိုအဲ့လောက်ကြီးဆွဲပေးနိုင်ရအောင်မို့ service ပေးနိုင်အောင်မို့အဲ့ဒါအကြောင်းလည်းပါပါဘောနော်အဲ့တော့လူတစ်တွေကိုသုံးရတယ်ပြီးမဖြစ်မနေပို့ပြီးလွယ်တယ်ပို့ပြီးမြန်တယ်လို့ခံစားရတဲ့ Canva ကိုသုံးလာကြတယ်ဆိုတာမျိုးဆိုတော့နောက်ပိုင်းထားပါဟိုစီဝိုင်းအသစ်စလုပ်မဲ့ client business man တယောက်ပဲထားပါဒီ design တို့ကျိုးဆိုင်ကိုကြော်ညာဖို့တဲ့ designer ဆိုပြီးတော့ Facebook မှာ check ကြည့်လိုက်ဒီလောက်ဒီပဲလားဆိုပြီးတော့အဲ့လိုမျိုးခင်သွားတာဆိုရင်ပို့ရဆွဲတင်ရအရင်ထပ်တော့ပေါ့နော်ဒီတော့ကြည့်ရလေအဲ့ brand အကြီးတွေမှာပိုတိုးလို့တက်ဟုတ်လားပြောလို့ Pizza Company တို့ဘာလို့ဖြီးလဲတမျိုးကြီးကြည့်ရစက်ကြည့်တော့ဟုတ်တယ်လေအဲ့ဒါပြောရလေဟုတ်ပါ brand ကြီးတွေကတော့ဒီလောက်အဆင်မပြေဘူးဖြစ်နေပြီဆိုတော့ဟိုအခုမှစမဲ့ business တစ်ခုဆိုဘယ်လိုနေမလဲပေါ့နော်ဟုတ်သူကဒါကြီးကိုကြည့်ပြီးတော့ဒီ business အကြီးတွေကို inspire လုပ်ပြီးတော့ business အကြီးစဖို့ဆိုတာအဲ့လိုမျိုးလာကြတာဟုတ်လား business အကြီးတွေက design ကလည်းဒီလိုလေးရောင်းရယုံလောက်ပေးဆိုပြီးတော့ design တွေဆွဲနေတာမျိုးရောင်းရယုံလောက် content တွေရေးနေတာမျိုးကြောက်လဲရေရှည်ကြရင်ဒါတကယ်ဟို industry ရဲ့တကယ် falling point ကိုရောက်လာတော့တာပေါ့နော်ဟိုအရင်ဟိုရှစ်ချက်ဟောတယ်လို့ဖြစ်နေပါဆိုလို့မပြောဒီဆိုမပြောချင်ပါလူကမှတကယ် branding ကိုကောင်းကောင်းလုပ်နေ business တွေတော်တာလက်ချိုးရည်လို့ရတဲ့လောက်ပြန်ဖြစ်လာတာမျိုးကမာနီအားဆိုရင်ကြည့်လိုက်ရင်ကျွန်တော်စီကကျွန်တော် industry ထဲမှာmanipulation လားတကယ်အရင်ကောင်းအောင်ဆွဲနိုင်တဲ့လူရှိ motion graphic လားအရင်လုပ်နိုင်တဲ့လူရှိ blender လားလုပ်နိုင်တဲ့လူရှိပြီးရင် animations လား comic လားသုံးနိုင်တဲ့လူအများကြီးရှိ
ဘာလို့ support မရှိရလဲဆိုတာခုနကပြောခဲ့လို့ပေါ့။အော်ဒီလောက်လေးပဲလားဆိုတာမျိုးမြင်လာတဲ့ business တွေများလာတယ်ပြီးရင်ခုနကပြောလို့ပဲဟိုတော့ရုံတိုင်ရုံ content လောက်ပဲရောင်းရရုံလောက်ပဲငါတို့ post လေးတင်နေငါ okay ပြီဆိုတဲ့ဟာမျိုးဖြစ်လာတာမျိုးလာလဲဆိုတော့ဒုက္ခရောက်လာတယ်။အဲဆိုအရင်တော့ဆိုရင်ကျွန်တော်ချီ shop ဆိုလဲ animation လေးနဲ့ကြည့်ရတယ် grab ဆိုလဲ animation လေးနဲ့ကြည့်ရတယ်ဒါလား music video လား animation လေးနဲ့ကြည့်ရအောင်တော့ပြီးရင် comic လား comic ဆိုလဲလောက်ရောက်အများကြီးပဲဝင်အခုလဲ comic ကပြန်comic ကတော့ရှိနေကြတော့ရှော့ဆွဲနေကြရပဲဆိုတော့မြင်ရသေးပေါ့နော်ဟိုအများလည်းမြင်နေရသေးဒီဇိုင်းကြတော့တိတာဒီဇိုင်းမြင်ရတာဟိုတော်တော်လေးတိတာလားပေါ့နော်ဟိုမှာကြည့်လိုက်ရင်ဒီတဆွေကြီးကိုခင်းတဆွေကြီးကိုခြုံကြည့်လိုက်ရင်ဒါဒီဇိုင်းကတကယ်ရက်နေတယ်လို့မျိုးရှေ့ဆက်မတိုးတော့လားလို့ local ရဲ့အဲ့လိုမျိုးပုံစံအဲ့လိုရှက်လာမျိုးလေအဲ့တော့နီကွန်ဖြုတ်လိုက်မှာပေါ့နော်ဒီစက်ထရီလဲကောင်းတော့ဆိုဒီလောက်ပဲရက်လိုက်မယ်ရက်လိုက်ပြီးတော့နောက်တစ်ခေါက်ကြရင်တို့ cast ပေါ်မလဲဟုတ်လားသူလဲကြံပြီခေါ်လဲခေါ်ကြရောနော်ကျွန်တော်တို့အဲ့ဆိုဟိုဆိုရတော့ဟိုချင်းမိုင်ရောက်နေတော့ချင်းမိုင်မှာခြေအဆိုင်နာတွေကိုတို့ပြီးတော့အရင်ဆုံးဦးစားပြီးပေါ်ရမှာပေါ့နော်ပေါ်လိုက်မှာတော့ဒီတော့မှနောက်ပိုင်းဘန်ကောက်မှာခြေထားဘန်ကောက်သွားလေပြရင်ဘန်ကောက်မှာကျော်တဲ့ဆိုင်နာတွေနဲ့အဲ့လိုမျိုးပြောမယ်ပြရင်လက်တက်လိုပဲပြရင်တော့ပြရင်လည်းပြရင်နဲ့ရောက်နေတဲ့ဆိုင်နာအဲ့လိုမျိုးလေးပေါ့အခုလိုကုန်တန်ပဲစားမယ်စောင့်မယ်တိုင်းတောင်းရနေပြောမယ်ဒါကောင်းချင်မပါဘူးတိုက်တော်မရှိဘူးရောက်တဲ့ရပြောမယ်တကယ်တမ်းလက်တလောဖြစ်နေတဲ့အကြောင်းအရာတွေလည်းပါမယ်အပြင်ပို့ပြီးတော့ကြီးမားတဲ့ပြဿနာတွေလည်းတော့ဖြည့်ချင်းလို့ရမယ့်ပုံစံလေးတွေတော့သိမှာပေါ့နော်အဲ့တော့အားလုံးသူတို့ဆိုမှဒီနေ့တော့ဒီလောက်ပါအတင်းတိုက်ပြီးပိတ်အဲ့ဒီတိုက်ပြီးပိတ်တော့โอเค